နောက်ထပ်ပြောသွားမယ့် architecture တွေကကြတော့ဒီ architecture သမိုင်းကြောင်းမှာပါဝင်တာမျိုးမဟုတ်ဘဲနဲ့တီးတဲ့ရက်တည်နေတဲ့ architecture ပုံစံလေးပေါ့ပထမဆုံးတစ်ခုက vernacular architecture ဒါကိုအရိုးရှင်းဆုံးပုံစံနဲ့ပြောရလို့ရှိရင်ရိုးရာအိမ်လေးလို့ရိုးရာအဆောက်အဦတွေအဲ့လိုမျိုးပြောလို့ရတယ်architecture လို့ပြောလိုက်လို့ရှိရင် architect တွေကအမြဲတမ်း design ဆွဲတဲ့အဆောက်အဦတွေကိုမြင်နိုင်ကြပေမဲ့တကယ်တော့ဒီ vernacular architecture ကြတော့ architect တွေမပါဘဲနဲ့ဖန်တီးထားတဲ့ architecture design style မျိုးဖြစ်ပါတယ်။ဆောက်လုပ်မဲ့နေဒေသတွေနေရာတွေပေါ်မူတည်ပြီးတော့အမျိုးမျိုးပြောင်းလဲနိုင်တဲ့သူ့တွေအနေနဲ့ design style တီးသန့်မရှိဘဲနဲ့နေရာပေါ်မူတည်ပြီးတော့မှအမျိုးမျိုးပုံစံမျိုးမျိုးရှိတယ်။မြန်မာနိုင်ငံမှာဆိုလို့ရှိရင်ကြတော့တစ်သားတွေတို့ဝလုံးတွေနဲ့ဆောက်တဲ့ဆောက်အိမ်လေးတွေရှိတယ်ပေါ့နော်။အမိုးတွေဆိုလို့ရှိရင်ဓနီတို့တက်ကဲတို့မိုးပြီးတော့ဆောက်လို့ကြတယ်။အဲ့ဒီဒေသမှာဆိုရင်အဲ့ဒီအရာတွေအများဆုံးထွက်တယ်လို့ကြောင့်မလို့အသုံးပြုတာ။ vernacular architecture ရဲ့ပုံစံကကိုဆောက်လုပ်မဲ့ဒေသမှာဆိုရင်ဘယ်လိုပစ္စည်းတွေကထွက်များလဲအဲ့လိုမျိုးအထွက်များတဲ့ပစ္စည်းတွေကိုအဓိကသုံးမယ်ပြီးတော့အဲ့ဒီဒေသမှာရှိနေရဒီဥတုအခြေအနေပေါ်မူတည်ပြီးတော့ဘယ်လိုမျိုးအဆောက်အဦတွေဘယ်လိုမျိုးအိမ်တွေကိုဆောက်လို့ရမလဲဆိုတာမျိုးကိုစဉ်းစားပြီးတော့ဖန်တီးကြရမှာဖြစ်တယ်။ဥပမာအရန်ပူတဲ့ဒေသမျိုးဘောလီဝုဒ်ရုပ်ရှင်တွေမှာဆိုလို့ရှိရင်ဟာတက်တယ်သူတို့ရဲ့အိမ်တွေလက်ရန်တွေဆိုလို့ရှိရင်အထူကြီးထားတယ်ပေါ့နော်။ဘာလို့လဲဆိုတော့အရန်အေးတဲ့အခါမျိုးမှာပဲဖြစ်ဖြစ်အရန်ပူတဲ့အခါမျိုးမှာပဲဖြစ်ဖြစ်အဲ့ဒီဓာတ်တွေကိုခံနိုင်ဖို့အတွက်လက်ရန်ကိုအထူကြီးထားကြရမှာဖြစ်တယ်။အဲ့လိုမျိုးဒေသတစ်ခုမှာဘယ်လိုပစ္စည်းတွေကအထွက်များတယ်ပြီးတော့ဘယ်လိုရာသီဥတုအခြေအနေတွေရှိတယ်ဒါတွေနဲ့ကိုက်ညီတဲ့အဆောက်အဦပုံစံတွေကိုဆောက်လုပ်ဖို့အတွက်ကအဲ့ဒီဒေသမှာရှိတဲ့သူတွေကပဲပို့ပြီးတော့နားလည်မှာဖြစ်တယ်အဲ့ဒီလူတွေကပဲသူတို့ရဲ့နေထိုင်မှုဘဝတွေရည်ကျင်းမှုတွေဘာသာရေးတွေနဲ့ပတ်သက်လို့ပဲဖြစ်ပေါ့နော်အဲ့လိုမျိုးတွေကိုထင်ဟပ်စေပြီးတော့မှ architecture design style ဆိုတော့ vernacular architecture လို့ခေါ်ပါတယ်နောက်တစ်ခုက high tech architecture ဒါကတော့အဆင့်မြင့်နည်းပညာတွေကိုအသုံးပြုပြီးတော့မှဖန်တီးတဲ့ဗီတုကာဒီဇိုင်းစတိုင်မျိုးဖြစ်ပါတယ်။1980လောက်ကစပြီးတော့ကြည်ကြည်ပြည့်ပြည့်နဲ့ထင်ရှားလာခဲ့တယ်။သူ့မှာဆိုလို့ရှိရင်ဖန်ထယ်တွေတို့စတီးတို့ကွန်ကရစ်တို့စသဖြင့်ဓာတ်တွေကိုအသုံးပြုပြီးတော့ဖန်တီးကြတယ်ပေါ့နော်။အသုံးပြုတဲ့ပစ္စည်းတွေပေါ်ဆောက်လုပ်တဲ့နည်းပညာတွေအစားအရင်ခေတ်တွေနဲ့မတူဘဲနဲ့ပို့ပြီးတော့မှအဆင့်မြင့်လာတယ်။ပြီးတော့အရင်ခေတ်တွေကလိုမျိုးဒီကနုတ်တွေအပြောက်အမွှန်းတွေစသဖြင့်ဓာတ်တွေကိုအသုံးမပြုတော့ဘဲနဲ့လူတွေအတွက်ပို့ပြီးတော့အဆင်ပြေမယ်။သွားလှုပ်ရှားဖို့အတွက်အဆင်ပြေမယ်။ပုံစံတွေကိုပဲအဓိကထားပြီးတော့ဖန်တီးကြတာမျိုးဖြစ်ပါတယ်။ဖန်ထဲတွေကိုအသုံးပြုလိုက်ခြင်းအားဖြင့်ဆိုလို့ရှိရင်နေရာကြီးကိုပို့ပြီးတော့ရရှိစေမယ်။အတွင်းပိုင်းမှာသုံးရတဲ့လျှက်စစ်နဲ့အသုံးပြုရတဲ့အရာတွေကိုရှော့ချပေးနိုင်တယ်နော်။နောက်တစ်ခုကတော့ home style architecture သူရဲ့ပုံစံကပန်းခြံနေမှာဆိုလို့ရှိရင်ဒီမှာပြထားသလိုပေါ့နော်။ထိုင်ကုန်နေမှာဆိုရင်တယောက်စာအနေထားလေးတွေကိုထိုင်လို့ရအောင်လုပ်ပေးထားတယ်။အဓိကလှဲလို့မရအောင်လုပ်တာမျိုးပေါ့နော်။လှဲလို့ရအောင်လုပ်လိုက်ခြင်းအပြင်အင်ဂျီယာမဲ့တွေကအဲ့နေရာမှာလာပြီးတော့လှဲနေမယ်အိတ်နေမယ်ဘယ်လိုတွေလုပ်မယ်အဲ့ဒီအတွက်ကအမြင်ပဒါသအပြင်ဆိုလို့ရှိရင်လည်းအဆင်မပြေဘူးပြီးတော့ရေရှည်မှာဒီနေရာတွေမှာဆိုရင်ဥမာဒီလိုတရားတွေရဲ့အောက်တွေမှာဆိုလို့ရှိရင်ဒီလိုအချွန်တက်တွေထားလိုက်ချင်တယ်လူတွေနေလို့မရအောင်လုပ်လိုက်တယ်ပေါ့နော်ကိုရီးနိုင်ငံမှာဆိုလို့ရှိရင်အဲ့ရောက်တွေမှာဘာရှိလဲဆိုရင်ဈေးတယ်တွေရှိမယ်စကိတ်စီးရာတွေရှိမယ်နောက်ပြီးလူတွေထိုင်တာကုန်းစံတာရှိမှာဆိုရင်မထိုင်တဲ့နေရာလေးလုပ်ထားတယ်ပေါ့နော်အဲ့လိုမျိုးလေးလုပ်ထားရဆိုသူတို့ကတော့မလုပ်ဘူးအဲ့ဒီဒေတာတွေကိုလူတွေအတွက်နေလို့အဆင်မပြေအောင်မလုပ်ထားတယ်ပေါ့နော်အဲ့ဒီနေရာတွေမှာဆိုလို့ရှိရင်အဲ့လိုနေရာလွတ်တွေထားလိုက်ခြင်းအပြင်လူတွေလာမယ်လူပေါင်းစုံလာမယ်လူပေါင်းစုံလာတဲ့အတွက်ပြဿနာပေါင်းစုံတွေလည်းဖြစ်မယ်ကပိုင်းနယ်ဒီလည်းလိုင်းလာမှာပဲဓမြတိုက်တဲ့ချွေလည်းလိုင်းလာမှာပဲပေါ့အဲ့လိုမျိုးပြီးရင်တချို့ကြတော့လေအဲ့ဒီနေရာဒေသတွေကိုဖျက်ဆီးတယ်ဒီမှာဆိုလို့ရှိရင်じゃကွန်ဆာတွေထွေးတာတို့ဘာလို့ရှိရမလားအဲ့လိုမျိုးတွေပေါ့အဲ့လိုမျိုးတွေနဲ့ဒီနေရာကြီးကိုပျက်စီးသွားအောင်မလုပ်ရှင်တဲ့အတွက်ကြောင့်မလို့ဒီလိုပုံစံမျိုးတွေ design architecture ကိုဖန်တီးထားကြဖြစ်တယ်ဒီ architecture ပုံစံကိုသဘောကျတဲ့သူလည်းရှိတယ်လို့သဘောမကျဘူးဒီလူရန်စားခွဲခြားရဲဆိုပြီးတော့ပြောကြတဲ့သူတွေလည်းရှိရပေါ့နော်နောက်တစ်ခုကတော့ sustainable architecture သူ့ကို green architecture လို့လည်းပြောလို့ရတယ် green architecture ဆိုတာအမြဲတမ်းအဆောက်အဦမှာအစိမ်းရောင်တွေပါနေမယ်အဲ့လိုအပင်တွေပါနေမှာမျိုးတော့မဟုတ်ပေါ့နော်အဓိကတော့သူကဒီအဆောက်အဦတစ်ခုကိုစောက်လိုက်ခြင်းအပြင်ဒီအဆောက်အဦကနေဖြစ်လာမဲ့မကောင်းတဲ့ဒီပတ်ဝန်းကျင်ကိုထိခိုက်စေမဲ့အရာတွေကိုအတက်နိုင်ဆုံးလျှော့ချဖို့အတွက်အဓိကစဉ်းစားပြီးတော့ဖန်တီးထားကြတဲ့ဖန်တီးတဲ့ design style မျိုးဖြစ်ပါတယ်။သုံးပြတဲ့ပစ္စည်းတွေကအစားလေchemical တွေအများကြီးမပါတဲ့ပစ္စည်းတွေကိုအဓိကသုံးကြတယ်ပေါ့နော်။အဆောက်အဦတွေကနေမှအဆောက်အဦတစ်ခုကိုဆောက်လုပ်လိုက်ခြင်းအပြင်ဒီအရှိမှလည်းပြောခဲ့တဲ့ urban design မှာလိုပဲပေါ့နော်ဒီစာအုပ်ကိုစောက်လိုက်လို့ဒီနေရာမှာဒေသမှာရှိတဲ့လူတွေလက်ရှိတွေကိုထိခိုက်စေမယ့်အရာမျိုးတွေမဖြစ်အောင်နောက်ပြီးလို့ရှိရင်ဒီဒေသမှာရှိနေတဲ့ဘဝအရင်းမြစ်တွေကိုလည်းမပျက်စီးသွားအောင်နောက်ထပ်ဒီအဆောက်အဦမှာအလင်းရောင်ရဖို့အတွက်နေရောင်ခြည်တို့အဓိကထားပြီးအသုံးပြုတာတို့လေဝေတွေထပ်ကောင်းဖို့အတွက်အဓိကထားပြီးစဉ်းစားတာတွေ
နောက်တော့နော်ဆိုလို့ရှိရင်ဆိုလာတွေတက်ပြီးတော့မှညအချိန်ဒီမှာဆိုရင်ဆိုလာမီးတွေကိုပြန်ပြီးတော့တုံးတာမျိုးအဲ့လိုမျိုးတုံးချင်းအဲ့လိုပုံစံမျိုးတွေနဲ့ဖန်တီးတယ်ရေရှည်မှာလည်းအဆင်ပြေပြီးတော့ပတ်ဝန်းကျင်ကိုလည်းမထိခိုက်စေတဲ့ဒီဇိုင်းစတိုင်မျိုးကို sustainable architecture အနေနဲ့ဖန်တီးကြရမျိုးဖြစ်တယ်ပေါ့နော်ဒီလိုမျိုးဒီဇိုင်းစတိုင်မျိုးကိုဘာကြောင့်ဖန်တီးလာရတယ်ဆိုတော့အကြောင်းပြချက်ကလည်းရှိတယ်ပေါ့နော် climate emergency ရာသီဥတုနဲ့ပတ်သက်ပြီးတော့အပြောင်းအလဲဖြစ်တာတွေကအရေးပေါ်ခြင်းတွေကိုရောက်နေပြီလူတွေထိန်းသိမ်းဖို့အတွက်လည်းအဆင်မပြေတော့ဘူးပေါ့နော်အဲ့လိုပုံစံမျိုးကို climate emergency လို့ခေါ်တယ်အဲ့ဒီကဘာကြောင့်ဖြစ်လာရလဲဆိုရင်တော့လူတွေရဲ့နေ့စဉ်လှုပ်ရှားသွားလာမှုတွေကနေစတယ်ပေါ့ဥပမာကားတွေကနေကာဗွန်ဒိုင်အောက်ဆိုက်တွေထွက်တာတို့နောက်ဆက်ရုံအလုံးရုံတွေကနေမှထွက်လာတဲ့ဓာတ်ငွေတွေအဲ့လိုမျိုးတွေကနေမှရာသီဥတုကိုပို့ပြီးတော့တက်ရောက်လာမျိုးပေါ့နော် climate emergency ဖြစ်ပြီးဆိုရင်နောက်ဆက်တွဲအနေနဲ့ဆိုရင်ကမ္ဘာရဲ့အပူချိန်ကမြင့်တက်လာမယ်အဲ့ဒီအတွက်အပူလှိုင်းတွေပိုများလာမယ်အဲမိုးခေါင်ရေရှားတာတွေရေကြီးတာတွေစသဖြင့်ဒါတွေကဖြစ်လာမယ်ရာသီဥတုပြောင်းလဲရရမ်းများလာမယ်ပေါ့နော်ပြီးတော့ရှင်သန်နေထိုင်ရတဲ့မျိုးစိတ်တွေမျိုးတုံးတာတွေအဲ့လိုမျိုးတွေဖြစ်သွားနိုင်တယ်နောက်ပြီးတော့လူတွေအတွက်ဆိုလို့ရှိရင်လည်းဒါခုရက်ပိုင်းဆိုလို့ရှိရင်ကြားနေရများပြီပေါ့နော်လေထုညစ်ညမ်းတာပေါ့နော်ဘယ်ကောက်မှဆိုလည်းဖြစ်တယ်အခုဆိုမန္တလေးတို့ဘာလို့မှလည်းဖြစ်တယ်ဆိုပြီးတော့ပြောကြတယ်အဲ့လိုမျိုးဒီလိုမျိုးလေထုညစ်ညမ်းတာတွေကမှလူတွေရဲ့ဒီလက်ရှုလမ်းကြောင်းဆိုင်ရာပြဿနာတွေဖြစ်လာဆိုရင်ယောဂတွေပို့ပြီးတော့တိုးလာမယ်ပေါ့2016လောက်ထဲကပေါ့နော်တချို့ဒေသတွေမှာဆိုလို့ရှိရင် climate emergency ဖြစ်နေပြီဆိုပြီးတော့မှပြင်ဆင်တာမျိုးတွေလုပ်နေပြီးသားဖြစ်တယ်ပေါ့နော်။ဒါလို့ကမ္ဘာကြီးရဲ့အပူချိန်ကဒီထက်ပိုပြီးတိုးလာမယ်ဆိုလို့ရှိရင်ဒီလိုစင်ကဲဖြစ်စဉ်တွေကထိမ့်သိမ့်လို့မရတော့ဘဲနဲ့အရင်ဆိုးရပြီးတော့ကမ္ဘာမြေမှာဆိုလို့ရှိရင်လူတွေလည်းနေထိုင်ဖို့အဆင်မပြေတော့တဲ့ဒီဟာတစ်ခုဖြစ်လာနိုင်တယ်ပေါ့။ Greenhouse effect ဒါကတော့ကမ္ဘာကိုနှွေးထွေးစေတဲ့တဘာဝဖြစ်စဉ်တစ်ခုပေါ့နော်ကမ္ဘာမြေကအရင်တော့ဆိုလို့ရှိရင်အနှုတ်18ဒီဂရီစင်တီဂရိတ်လောက်ထိအေးခဲနေတာဖြစ်တယ်အဲ့ဒါကမှနေရောင်ခြည်ကနေနေရောင်တွေကကမ္ဘာမြေပေါ်ရောက်လာတယ်ကမ္ဘာမြေကြီးကနေမှကမ္ဘာမြေကြီးရောပင်လယ်ရေမျက်နှာပြင်တွေပြီးတော့ကမ္ဘာမြေမှာရှိတဲ့တခြားသောအရာဝတ္ထုပစ္စည်းတွေကနေဒီအပူကိုစုပ်လိုက်တယ်စုပ်ပြီးတော့လုံလောက်တဲ့အခါမှာဆိုလို့ရှိရင်ပြန်ပြီးတော့ထုတ်လွှတ်အဲ့လိုထုတ်လွှတ်လိုက်တာတွေကိုကြတော့ infrared radiation လို့ခေါ်တယ်အဲ့ infrared radiation တွေကတချို့ကတော့အာကာသတွေကိုပြန်ရောက်သွားရှိမယ်တချို့ကြတော့ကမ္ဘာလေထုထဲမှာပိတ်မိသွားတယ်။ဘာကြောင့်လဲဆိုတော့ကာဗွန်ဒိုင်အောက်ဆိုက်တို့မီသိန်းတို့နိုက်ထရက်အောက်ဆိုက်တို့အဲ့လိုမျိုး gas တွေဒီ gas တွေကို greenhouse gas တွေလို့ခေါ်တယ်။အဲ့ gas တွေကနေမှဒီ infrared radiation တွေကိုစုပ်ပြီးတော့စုပ်ယူထားတယ်။စုပ်ပြီးသူတို့ကလည်းဒီသူတို့အပူရပြီဆိုလို့ရှိရင်အဲ့ပူကနေပြန်ပြီးတော့ထုတ်လွှတ်လိုက်တဲ့အခါမှာကမ္ဘာမြေပေါ်အပူတွေပြန်ရောက်လာအဲ့အပူတွေကနေမှ greenhouse effect ဆိုပြီးဖြစ်လာပြီးတော့နှုတ်18ဒီဂရီလောက်အေးနေတဲ့ကမ္ဘာကြီးကနေနေထိုင်လို့ရတဲ့ကမ္ဘာမြေကြီးနေထိုင်လို့ကောင်းတဲ့ကမ္ဘာမြေကြီးအဖြစ်နဲ့ဖြစ်သွားစေရပေါ့နော်။ဒါပေမဲ့လည်းနောက်ပိုင်းမှာဆိုလို့ရှိရင်အစာအုပ်တွေများလာတယ်စက်မှုလုပ်ငန်းတွေများလာတဲ့ည greenhouse gas တွေကပို့ပြီးတော့ထုတ်လွှတ်မှုတွေများလာတယ်။အဲ့တော့ကမ္ဘာမြေကြီးကအနွေးဓာတ်ထက်ကိုပို့ပြီးတော့မှပူနွေးတဲ့အဆင့်ကိုရောက်လာတယ် global warming လို့ခေါ်တယ်နော်။အဲ့ဒါနေမှတဖြည်းဖြည်းနဲ့ climate emergency ဖြစ်တယ်။အဲ့ဒါနေမှရာသီဥတုပြောင်းလဲတာတွေကအများကြီးဖြစ်လာတယ်နော်။ပြီးတော့ greenhouse gas တွေများလာတာရဲ့အကျိုးသက်ရောက်မှုအနေနဲ့ဆိုရင်ခုနကနဲ့ပုံစံတူတူပဲပေါ့နော်။ global temperature ဒီကမ္ဘာအပူချိန်တိုးလာမယ်။အဲ့တော့အပူငွေ့တွေအပူလှိုင်းတွေပိုပြီးတော့များလာမယ်။အဲ့ဒီအတွက်ကြောင့်မို့လို့ဒီရေခဲတွေကအရေးပျော်တယ်ရေခဲအရေးပျော်တဲ့အတွက်ပင်လယ်မျက်နှာပြင်တွေမြင့်တက်တယ်။ပင်လယ်မျက်နှာပြင်မြင့်တက်လာတဲ့အများပင်လယ်ကမ်းစပ်နားမှာရှိနေတဲ့မြို့တွေတို့တခြားမြေနိမ့်ဘက်မှာရှိနေတဲ့မြို့တွေဆိုလို့ရှိရင်ရေအောက်ကိုရောက်သွားမျိုးတွေဖြစ်မယ်။ပြီးရင်မိုးခေါင်ရေရှားတာတွေရေကြီးတာတွေဒါတွေကလည်းအများတန်းဖြစ်နေမယ်။ရာသီဥတုအပြောင်းအလဲတွေကလည်းအရင်ကဖြစ်နေမယ်ပေါ့နော်။ပြီးတော့အပူကိုစုပ်ယူတဲ့တဲမှာဆိုရင်သမုဒ္ဒရာတွေပင်လယ်တွေကလည်းပါဝင်ပြီးသား။သူတို့တွေကလည်းပို့ပြီးတော့နှွေးလာတဲ့အတွက်ကြောင့်မလို့အဲ့ပင်လယ်သမုဒ္ဒရာတွေမှာနေထိုင်တဲ့သက်ရှိတွေမျိုးစိတ်တွေကလည်းသူတို့ပေါ်မှာတက်ရောက်မှုတွေရှိလာတယ်တချို့မျိုးစိတ်တွေဆိုလို့ရှိရင်မျိုးသုံးသွားတာမျိုးတွေဖြစ်တယ်။အဲ့လိုမျိုးနဲ့တဖြည်းဖြည်းနဲ့ပို့ပြီးတော့ဆိုးလာမယ်ဆိုလို့ရှိရင်တကယ်မျိုးတုံးတဲ့မျိုးစိတ်တွေထဲမှာလူတွေလည်းပါလာနိုင်မယ်ပေါ့နော်အဲ့လိုမျိုးဖြစ်စဉ်တွေဖြစ်လာမှဖြစ်တဲ့အတွက်ကြောင့်မို့လို့architecture ကလည်းသူ့ရဲ့နယ်ပယ်ပိုင်းမှာဒီအဆောက်အဦတွေဆောက်လုပ်တဲ့အပိုင်းတွေမှာကမ္ဘာမြေကိုတက်ရောက်မှုအနည်းဆုံးဖြစ်စေမယ့်အဆောက်အဦပုံစံတွေကိုတိစောက်ဖို့အတွက် sustainable architecture လိုမျိုးစိုင်းဆိုင်တွေကိုဖန်တီးလာကြဖြစ်တယ်ပြီးတော့ဒီတစ်ခုလည်းမဟုတ်ဘဲနဲ့တခြားသောကမ္ဘာမြေကိုကျိုးတက်ရောက်မှုနည်းစေတဲ့အဆောက်အဦတွေကိုဖန်တီးရတဲ့စိုင်းဆိုင်တွေလည်းအများကြီးရှိရပေါ့နော်အဲ့ဒါမှနောက်ထပ်အပိုင်းမှာထပ်ပြီးတော့ပြောပြပေးကြပါမယ်